ကဲရုပ်ရှင်ချစ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျာ Infinite Recap ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့တော်တော်လေးကို YouTube 6ချဖို့ကောင်းတဲ့ Bright Prince ဆိုတဲ့ရုပ်ရှင်ကြောင်းကိုပြောပြပေးသွားပါမယ်ဇလန်အစမှာတော့ကြေးလက်ဒေတာတစ်ခုကကြီးမားတဲ့ Brian အိမ်ကြီးစီကိုအရင်ဆုံးရောက်သွားကြမယ်ဒီအိမ်ကလင်မယားနှစ်ယောက်ဖြစ်တဲ့တူရီနဲ့ကိုင်တို့ဟာကလေးရဖို့တော်တော်လေးကြိုးစားနေကြပေမဲ့အဆင်မပြေဖြစ်နေကြတာတညမှာတော့ထူးဆန်းတဲ့အတန်ကြီးကြားလိုက်ရပြီးအိမ်ပြင်မှာအနီရောင်အလင်းတန်းကြီးတလက်လက်တောက်ပတ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်မှာတော့သူတို့လင်မယားဟာထူးဆန်းတဲ့ကလေးငယ်တစ်ယောက်ကိုမွေးစားလိုက်ပြီးအချိန်တွေ10နှစ်တောင်ကုန်ဆုံးသွားခဲ့ပြီး10နှစ်ပြည့်တဲ့အချိန်မှာတော့သူတို့မွေးစားထားတဲ့သားလေး Brandon ဟာအသက်10နှစ်ထဲရောက်နေပြီးမိဘတွေကသူ့ကိုအလိုလိုက်လုံးပြီးကလေးလေးတစ်ယောက်လိုဂရုစိုက်လုံးကြတယ်ဒါပေမဲ့ Brandon စီမှာထူးဆန်းတဲ့အပြောင်းအလဲတွေစဖြစ်လာပါပြီ။ကျောင်းမှာဆီယာမကပြားတွေနဲ့နှကြဲကောင်းတွေကျောင်းတင်နေချိန်မှာ Brandon ကစာအုပ်ထဲမှာထူးဆန်းတဲ့အကတုတင်ဒေတာတွေကိုရှောက်ဆွဲနေတာသူကပြားတွေကပန်းဝန်းမှုန်ကူပေးတဲ့ကောင်တွေနှကြဲကောင်တွေကတော့တားရဲတွေပို့ပြီးတိတိကျကျဖြစ်နေနိုင်ခဲ့ပေမဲ့တငယ်ချင်းတွေရဲ့ဝိုင်းလောင်တာကိုခံခဲ့ရတယ်။အဲ့ဒီညမှာပဲအိမ်အောက်ထက်ကတန်ကြိုးခတ်ထားတဲ့မြေအောက်ခန်းတကားစီကနေထူးဆန်းတဲ့အတန်တွေထွက်လာပြီး Brandon တယောက်ဥဝင်ခံရတယ်လို့မျိုးမျက်လုံးတွေနီရဲကအိမ်မက်လန်းလျှောက်တယ်လို့ထွက်သွားခဲ့တယ်မိခင်ဖြစ်သူတူရီလိုက်ကြည့်တော့ Brandon ဟာမြေအောက်ခန်းတကားကိုအတင်းဖွင့်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတယ်ဒါကိုကြည့်ချင်းအဖြစ်မိဘနှစ်ယောက်လုံးဟာသူတို့သားလေးရဲ့နောက်ကျောင်းနဲ့ပတ်သက်ပြီးတစ်ခုခုကိုဖုံးကွယ်ထားကြတယ်ဆိုတာသိမိနိုင်ပါတယ်နောက်ရက်မှာတော့ Brandon ဟာမျက်ရည်ဆက်စနိုးမရလို့စိတ်တူပြီးစက်ကြီးတစ်ခုလုံးကိုခြံစည်းရိုးကြော်အောင်တွင်းပစ်လိုက်တယ်အဲ့ဒီတင်မကသေးဘူးလက်ပတ်နေတဲ့မျက်ရည်ဆက်ဓာတ်သွားတွေကိုလက်နဲ့အတင်းသွားကင်တာတော့သူ့လက်ကပြတ်မသွားပဲဓာတ်သွားကြီးကသာကျိုးသွားခဲ့တယ်သူ့ရဲ့မွေးနေ့မှာတော့ဦးလေးဖြစ်သူနိုအာကတနက်တလက်လက်ဆောင်ပေးတာကိုဖခင်ကိုင်ကကလေးမို့လို့ဆိုပြီးတိမ့်လိုက်တဲ့အခါ Brandon တယောက်တော်တော်လေးစိတ်တူသွားပြီးဖခင်ဖြစ်သူကိုပထမဆုံးအကြိမ်ပြန် over တော့တယ်ခြေနေတွေကတဖြည်းဖြည်းယူသွလာပြီး Brandon ဟာသူ့ခန်းထဲမှာလူတွေရဲ့ကလေးစားပုံရိပ်တွေကိုစုဆောင်းထားတာမိဘတွေတွေ့သွားကြတယ်မကြခင်မှာပဲ Brandon ဟာသူ့ရဲ့ super power တွေကိုသုံးပြီးချက်တွေကိုတက်ဖြတ်ပစ်လိုက်တယ်။ကျောင်းမှာလည်းသူ့ကိုလူမိုက်ချောင်းကြည့်တတ်တဲ့ကောင်လို့ပြောတဲ့မိန်းကလေးတစ်ယောက်ရဲ့လက်ကိုအချိန်ပြင်းပြင်းနဲ့ချိုးပစ်လိုက်တဲ့အထိရက်ဆက်လာခဲ့တယ်။အဲ့ဒီညမှာပဲမိခင်တူရီကဘူဘဲမှာရှာဖွေနေတော့အပြင်မှာမိုးတွေတဲထန်စွာရွာသွန်းနေချိန် Brandon ဟာမြေအောက်ခန်းထဲကတန်ကြိုးတွေကိုလက်ပလာနဲ့ဖျက်ပစ်လိုက်တယ်။တူရီလိုက်သွားတဲ့အချိန်မှာတော့ Brandon ဟာအနီရောင်အလင်းတန်းတွေကြအားထဲမှာလေထဲပြန်တက်နေပြီးကဘာကြီးကိုတိမ့်ပိုက်ပါဆိုတဲ့စကားကိုထပ်ခါတလဲလဲပြောနေတာကိုမြင်လိုက်ရတယ်နောက်ဆုံးတော့မိဘတွေကသူဟာအာကာသရင်ငယ်လေးနဲ့ကဘာမြေကိုရောက်လာတဲ့ဂျူသားတယောက်ဖြစ်ကြောင်းသင်ပြောလိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့ Brandon ဟာစူပါဗီလိန်အတွင်ကိုအပြည့်အဝပြောင်းလဲသွားခဲ့ပြီးစားတောက်ဆိုင်ကအမျိုးသမီးတယောက်ကိုစူပါမန်လိုပါဝါတွေသုံးပြီးရဲရဲဆက်ဆက်တစ်ဖြက်ပစ်လိုက်တယ်။ကျောင်းကတိုင်မင်ခံဆရာမဖြစ်တဲ့သူ့ရဲ့ဒေါ်လေးမာရီလီကိုလည်းရဲတွေကိုသွားမပြောဖို့ချင်းချောက်ခဲ့တယ်။ဒေါ်လေးရဲ့အမျိုးသားနိုအာက Brandon ကိုအိမ်ပြန်ပို့ဖို့ကြိုးစားတဲ့အခါမှာတော့ Brandon ကမျက်နှာဖုံးဆွပြီးနိုအာရဲ့ကားကိုလေထဲမြောက်ကမှောက်လန့်ဖြစ်ပြီးနိုအာကိုတေအောင်တပ်ပစ်လိုက်တယ်။နိုအာရဲ့အလောင်းမှာ Brandon ရဲ့တက္ကသိုလ်သင်္ကေတကိုတွေ့လိုက်ရတဲ့အတွက်ဖခင်ကိုင်ဟာတားဖြစ်သူကိုတောထဲခေါ်သွားပြီးခေါင်းကိုတနက်နဲ့ပစ်တက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ Brandon ကဘာတန်ရာမှမရရှိခဲ့ပဲစိတ်နာကြီးလာသွားပြီးသူ့ဖေရဲ့မျက်လုံးတွေကိုပါဝါနဲ့ပောက်ကွဲစေကကလက်စားချီတက်ပြစ်လိုက်ပါတော့တယ်။ပြန်ရောက်တဲ့အခါ Brandon ဟာမိခင်ဖြစ်သူကိုပါလိုက်လံအမဲလိုက်ပါတော့တယ်။လာခဲ့တဲ့ရဲတွေကိုလည်းတွေးပြက်စရာကောင်းတော့အောင်တစစီတက်ပြစ်ပစ်ခဲ့တယ်နောက်ဆုံးမှာမိခင်တူရီဟာ Brandon ကိုလာခဲ့တဲ့ဂျိုပက်ရင်ရဲ့ပိုင်းစတစ်ခုဒါကပဲ Brandon ကိုဒဏ်ရာရစေနိုင်တာနဲ့ထိုးတက်ဖို့ကြိုးစားခဲ့ပေမဲ့ Brandon ကတီးသွားခဲ့တယ်သူကဒေါသတကြီးနဲ့မိခင်ဖြစ်သူကိုဟမ်းပွေပြီးတိမ်တွေရဲ့အထက်ကောင်းကင်ပြားကြီးတဲ့အထိပြန်တက်သွားကအရှိန်ပြင်းပြင်းနဲ့အောက်ကိုပစ်ချတက်ဖြတ်လိုက်ပါတော့တယ်ဇလန်းအဆုံးမှာတော့ Brian အင်ကြီးပုံကိုလေရင်တစည်းပြစ်ကြပြီးလူတွေအားလုံးတည်ဆုံသွားက Brandon တယောက်ပဲအသက်ရှင်ကျန်ရစ်သူအဖြစ်သတင်းတွေမှာဖော်ပြခံရပြီးကဘာကြီးကိုဆက်လက်ဖျက်ဆီးမဲ့အရေးအယောင်တွေနဲ့ဆက်သိမ်းသွားခဲ့ပါတော့တယ်